ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီ Madiban compression ပြောတဲ့အခါမှာကျွန်တော်ဒါဖန်တီးထားတဲ့ချင်းနဲ့အခြေခံပြီးတော့ဒါပြပြပေးမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီချင်းမှာဆိုရင်ဒါ track တွေအများကြီးရှိတဲ့ဟာကိုကျွန်တော်တို့ကဒါ track တစ်ခုလေးနဲ့သူ့ကိုဒါအားလုံးနားလည်လွယ်အောင်ကျွန်တော်တို့ဒါပြပေးထားတာဖြစ်တယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒါ track တစ်ခုလေးနဲ့ဒါ stand file တွေအားလုံးကိုကျွန်တော်က channel track တွေအားလုံးကိုပေါင်းပြီးတော့ဒါကျွန်တော်တို့အားလုံးနားလည်အောင်ဒါ track တစ်ခုလေးနဲ့ပြထားတာဖြစ်တယ်အဲ့ဒီခါမှာကျွန်တော်တို့ဒါ Madiban compression မသုံးထားတဲ့ audio ကိုအရင်ဆုံးနားထောင်ကြည့်လိုက်ကြအောင်အခုကမှတော့ကျွန်တော်တို့ဒါ Madiban compression ထည့်ထားတဲ့ဒါ audio ကိုကျွန်တော်တို့ဒါတစ်ချက်နားထောင်ကြည့်လိုက်မယ်အဲ့ကမှကျွန်တော်တို့ဘာကွာသားလဲဆိုတော့ဒါ Madiban compression ဆိုတာကျွန်တော်တို့ဒါ equalizer နဲ့သူ့ကိုဒါ compressor နှစ်ခုကိုကျွန်တော်တို့ဒါ coordination လုပ်ပြီးတော့သူ့ကိုကျွန်တော်တို့ကဒါပေါင်းထားတာကိုကျွန်တော်တို့ကဒီ VST plugin ကိုကျွန်တော်တို့ကဒါ master bass မှာဖြစ်ဖြစ် master track မှာဖြစ်ဖြစ်ကျွန်တော်ထည့်ထားတဲ့အတွက်ကိုသူ့ကိုကျွန်တော်တို့ကဒါ final master track မှာ individual track တုန်းကဒါတစ်လိုင်းချင်းစီချိန်ခဲ့တဲ့အခါမှာကျွန်တော်တို့ဒါ reverb တွေ saturation တွေကျွန်တော်တို့ဒါ equalizer တွေထည့်တဲ့အခါမှာသူ့ရဲ့ကျွန်တော်တို့ကဒီ individual ဘယ်လိုပဲချိန်နောက်ပြီးတော့ကျွန်တော်တို့ကဒါ group ဖွဲ့ပြီးတော့ mix bass နဲ့သူ့ဒါ effects တွေကျွန်တော်တို့ဒါ effect တွေဒါ bass နဲ့ဆန်းလုပ်ပြီးတော့ကျွန်တော်တို့ဒါ effect တွေထည့်ခဲ့တာတွေကသူ့ဒါအနေနဲ့အများသူ့ဒါအစွန်းထွက်ကျွန်တော်တို့ကဒါ dynamic တွေမှာအများကြီးကျွန်တော်တို့ကဒါ unbalance ဖြစ်တာရှိတယ်အဲ့ဒီခါမှာကျွန်တော်တို့ကဒီ track တွေတစ်ခုချင်းစီပေါင်းပြီးတော့ကျွန်တော်တို့ကဒါ bass နဲ့ပဲဆန်းလုပ် effects တွေထည့်တဲ့အခါမှာ fine နဲ့ကျွန်တော်တို့ကဒါထွက်လာတဲ့အခါမှာများသောအားဖြင့်သူ့ဒါကျွန်တော်တို့ဒါ dynamic တွေမှာ unbalance ဖြစ်တာတွေကိုဒီနောက်ဆုံးသူ့ဒါကျွန်တော်တို့ဒါ mastering မှာသူ့ဒါ master bass ဒါမှမဟုတ် master track မှာဖြစ်ပြီးအဲ့ဒီခါမှာနောက်ဆုံးလာချိန်ချင်းအပြင်သူ့ကျွန်တော်တို့ကဒါတည်တတ်တဲ့အတန်တစ်ခုကိုရမှာဖြစ်တယ်